ဒီဗီဒီယိုကြည့်နေတဲ့သူရဲ့ energy ကိုဖတ်ပါမယ်နော်ဒီဗီဒီယိုကြည့်နေတဲ့ energy ကိုဖတ်ပါမယ်ဒီဗီဒီယိုကြည့်နေတဲ့ energy ကလေဒီဗီဒီယိုကြည့်နေတဲ့ energy ကသူကလေအစီအစဉ်နေဆွဲနေတယ်တဲ့အစီအစဉ်နေဆွဲနေတယ်ဆိုတာ partner နဲ့တော့၎င်းเนาะသူမှာအစီအစဉ်နေဆွဲနေတယ်အဓိကတော့ partner နဲ့ဖြစ်ဖို့လိုတယ်ဒီဘက်ကနေသူ့ရဲ့တစ်ဖက်သက်စိတ်ကူးနေတာပေါ့เนาะသူ့ရဲ့ partner နဲ့ planning နေလုပ်နေတယ်ဒီပေါ့เนาะဆက်သွားမဲ့အနာဂတ်အတွက်ကိုသူကပြပြပြင်းနဲ့ဆွဲနေတယ်เนาะပြပြပြင်းနဲ့ဆွဲနေတာကိုတွေ့တယ်သူ့ရဲ့ဒီပေါ့เนาะစိတ်ဟိုဟာဖြစ်နေတာပေါ့စိတ်ကူးရင်နေရလို့ပဲပြောရမှာပေါ့เนาะသူ့ရဲ့ energy ကသူ့ရဲ့ partner ပေါ်မှာအများကြီးမျှော်လင့်နေဆိုတာကဒီမင်္ဂလာဆောင်တဲ့အထီးပေါ့เนาะဒီဟိုအထက် married life ကိုတွားဖို့အတွက်ကို तू ကသူ့ရဲ့မတိစိတ်ထဲမှာ तू က planning နေနေကိုတဖြည်းဖြည်းနဲ့ तू ကဒီ progress လောက်တောင်လုပ်နေရပါတော့ progress လိုမျိုးလုပ်နေပြီးတော့မှ manifest လိုမျိုးလုပ်နေတာပေါ့နော် manifestation လိုပဲလုပ်နေတာ तू ကအရန်ကောင်းတယ်ဆိုတာလက်ရှိအချိန်မှာမိတို့ပင်ဖြစ်စေเนาะလက်ရှိအချိန်မှာမိတို့ပင်ဖြစ်စေကိုယ့်ရဲ့စိတ်ကူးနေတဲ့ကိုလိုချင်နေတဲ့ဟိုပါပေါ့အရာတစ်ခုပေါ့ကိုလိုချင်နေဆိုတာကဒီကိုယ့်ရဲ့လက်ရှိချစ်သူရည်စားတော့၎င်းเนาะလက်ထပ်ဖို့ယူရထားတဲ့သူ၎င်း crush နေတဲ့သူ၎င်းအဲ့လိုမျိုးလူရှိလို့ရှိရင် manifest များလုပ်ပါเนาะ manifest ဆိုတာအကုန်လုံးလိုတော့သိတယ်ဘာလို့ကိုယ့်ရဲ့မသိစိတ်မှာသူနဲ့ပတ်သက်ပြီးတော့ပုံရိပ်တွေကို progress လုပ်နေတယ် program တွေသွင်းနေတယ် planning တွေလုပ်နေတယ်အဲ့ဒါတွေကလေတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့သစ္စာ power အားကောင်းမယ်ကိုယ်ကလည်းလုံးဝယုံကြည်ထားမယ် trust ရှိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆန္ဒတွေကအမြန်ဆုံးပြည့်လာလိမ့်မယ်ဒါเนาะ law of attraction တွေပါတယ်ဆိုလို့ရှိရင်လည်းသိတယ်လေကိုလိုချင်တာကို manifest လုပ်လို့ရတယ်เนาะအဲ့တော့အရာအလုံးမှာငါလိုချင်ငါရတယ်အဲ့စကားအယမ်းမှန်နဲ့ဒီဗီဒီယိုကြည့်နေတဲ့သူကကိုယ့်ရဲ့ crush တော်၎င်းကိုယ့်ရဲ့ partner တော်၎င်းကိုယ့်ရဲ့ဒီဟိုပါပေါ့ကိုယ်စိတ်ထဲမှာလိုချင်တဲ့သူ၎င်းဆိုလို့ရှိရင်တစ္ဆာပြုပါဘလို့ဒီတစ္ဆာပြုရမလဲဆိုတော့ကိုကဒီတယောက်တည်းကိုပဲကိုဟိုတိုင်တယ်ပြီးတော့တစ္ဆာပြုတာပေါ့နော်အဆောင်ရှောက်တင်နေကိုနဲ့ထိုက်တန်တဲ့လူကိုနဲ့ရေစက်ကန်နဲ့ကန်နေရှိနေတဲ့လူဆိုလို့ရှိရင်အမြန်ဆုံးကိုဘဝထဲမှာရောက်လာဖို့အတွက်ကို manifest လုပ်လို့ရပါတယ်เนาะโอเคနောက်ဗီဒီယိုမှာတွေ့ကြရအောင်เนาะ